လူတယောက်ဟာနောက်ဆုံးထွက်တဲ့ကိုရောက်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးချုပ်သွားတာကမျက်စိနားတာလျှာကာယဆိုတာတွေနဲ့ပတ်သက်တဲ့ခံစားချက်တွေဖြည်းချုပ်သွားတော့သိတော့မယ်ဆိုရင်နောက်ဆုံးမှအဲ့ဒါချုပ်ပြီဘာကြံလို့ဆိုရင်စိတ်ထဲကခံစားချက်တစ်ခုကြံနေစိတ်ထဲကခံစားချက်ကြတော့သိမှပဲသူကကြောက်တယ်နော်အဲ့ဒီစိတ်ထဲကခံစားချက်ကုန်သွားပြီအသက်ရှိနေသေးတယ်များသူကဖြစ်တယ်အသက်မရှိတော့ဘူးဆိုတော့မှသူကပြတ်သွားတယ်အဲ့ဒါကိုပဲသူတို့ကသိသွားပြီချုပ်သွားပြီလို့ဒီလိုပြောတယ်အဲ့တော့ဝေဒနာနှစ်ခုမှရမယ်နော်ဉာဏ်နာဖြစ်လာလို့ရှိရင်နောက်ဆုံးမှာဘဝတစ်ခုမှာနော်ဘဝတစ်ခုကိုဆုံးသတ်တော့မယ်ဆိုလို့ရှိရင်ကိုယ်ကာယနဲ့ပတ်သက်တဲ့စိတ်ခံစားငါး द्वार နဲ့ပတ်သက်တဲ့စိတ်ခံစားချက်ကတစ်ခုစိတ်အတော် द्वार နဲ့ပတ်သက်တဲ့စိတ်ခံစားချက်ကတစ်ခုလို့နှစ်ခုမှတ်ထားပြီးတော့ငါး द्वार မှာဖြစ်တဲ့ဝေဒနာသည်ဘဝမှာနောက်မှဖြစ်တော့လေအရင်ချုပ်သွားတယ်သိတော့မယ်ဆိုသူမသိတော့အကုန်လုံးပိန်မောသွားပြီမနော द्वार မှာဖြစ်တဲ့ဝေဒနာသည်အရင်ဖြစ်တဲ့တိုင်ပဲနောက်ဆုံးမှချုပ်တယ်သူကတန်းရှိအဲ့တော့သူချုပ်သွားတဲ့နောက်မှာဘာနဲ့ဥပမာရသော်ဗျာကဥပမာလေးနဲ့ဟောထားတယ်လောကမှာတဲ့တစ်ပင်ရိပ်ဆိုတာဘာရှိလို့ဖြစ်လဲတစ်ပင်ရဲ့အရိပ်ဒီတစ်ပင်ရှိလို့ဖြစ်တာနော်တစ်ပင်ရဲ့အရိပ်ဒီတစ်ပင်ရှိလို့ဖြစ်တာထို့တူရဲ့စိတ်ခံစားချက်ဆိုတာဘယ်သူကြောင့်ဖြစ်တော့ခန္ဓာ၅ပါးရှိလို့ဖြစ်တာတစ်ပင်ရဲ့အရိပ်ဒီတစ်ပင်ရှိနေတယ်များရှိနေမယ်စိတ်ခံစားချက်ဝေဒနာသည်ခန္ဓာ၅ပါးရှိနေတယ်များဖြစ်နေမယ်အဲ့တော့တစ်ပင်တစ်ပင်ကိုအရေးဖြောက်ဖို့အတွက်ဘာလုပ်ရမလဲဒီတစ်ပင်ကိုလှဲပြစ်တယ်အမြင့်ပါမကြံတူးတယ်တူးပြီးအလုံးတောက်တောက်ဆင်းမိရှုပြဖြစ်ရည်တယ်မြောက်နောက်ထပ်ဒီတစ်ပင်ကအရေးလာအောင်မလားမလာတော့ရဟန္တာပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာလေအဲ့တိုင်ပဲနော်ခန္ဓာ၅ပါးဟာကိလေသာဆိုတဲ့ကံဆိုတဲ့ခန္ဓာ၅ပါးရဲ့အမြင့်ကိလေသာဆိုတဲ့ခန္ဓာ၅ပါးရဲ့အမြင့်ဟာတော့ပြတ်သွားသည့်အတွက်ကြောင့်နောက်ဆုံးထွက်သက်ပြီးတဲ့နောက်မှာပြန်ပြီးတော့ဆက်ဆက်တတ်မလာတော့အကြောင်းတွေကကုန်သွားပြီအကြောင်းကုန်သည့်အတွက်ကြောင့်ပရိသေရိစာနောက်ထပ်မလာတော့ပါဖြစ်တယ်အပညတိကပဥပကမအပညတိကဆိုခေါ်ရမရှိတော့ခေါ်ရဆိုတာခန္ဓာ၅ပါးရှိမှခေါ်လို့ရတာလေဥပမာတစ်ပင်လို့ခေါ်တာဟာအမြင့်ရှိတယ်ပြင်းစင်းရှိတယ်အကိုင်းခက်ရှိတယ်ဒါကြောင့်ခေါ်လို့ရဒီမှာလည်းပဲခန္ဓာ၅ပါးမှာမရှိတော့ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ခေါ်ရမရှိအပညတိကပဥပကမဝိနောက်ထပ်ခေါ်ရမရှိတော့သလိုနောက်ဘဝမှာဘာအကျိုးခန္ဓာမှာဖြစ်ပေါ်လာတဲ့ခန္ဓာ၅ပါးဆိုတာလုံးဝမဖြစ်တော့ခေါ်ရပညာစရာအကြောင်းပါတစ်ခုမှမရှိဘူးဒါကြောင့်မို့ပြိနေဘူးတော့ငြိမ့်သွားတယ်လို့ပြောတာယန္တာမှာနောက်ဘဝမရှိဘူးဆိုတာအဲ့ဒါပဲ